နော်ဗီဒီယိုတစ်ပုတ်ရိုက်ဖို့နော် behind the scene ဘယ်လောက်တောင်ခတ်လဲ3ယောက်4ယောက်လည်းမလွယ်ဘူးနော်မလွယ်ဘူးဗီဒီယိုတစ်ပုတ်ရဖို့ဆိုတာကထင်တလောက်မလွယ်ပါဘူး behind the scene မှာတိုင်အရန်ပတ်ပါတယ်ကြည့်လို့ရှိရင်အော် online shop တွေကကြည့်လိုက်လို့ရှိရင်အရန်ကိုလွယ်ကူတလို့နဲ့သိလားအရန်ကိုခက်ခဲပါတယ်တအားလဲပြင်ပန်းပါတယ်မကြည့်အောင်သူအလင်းမငြိမ်လို့ right အလင်းကိုလိုက်ပြီးညင်အောင်ကစားတာလေအမောနော်တကယ်မောပါတယ်နော်ဟဲ့သူကနည်းနည်းလေးနှင်းတောင်လေးရောက်နေပါလို့လည်းမသိကဲကိုမှန်မတော့ဘူးထင်တယ်ဖုန်းမှန်မတော့ဘူးလားမသိဘူးအယုတ်ကလေးနည်းနည်းလေးအနောက်ဆုပ်ပြီးကိုလည်းထွက်ရေးထွက်နေတကားပေါက်အပြင်ထွက်တော့ကဲရလားအမလီတော်မလွယ်ပါဘူးဒီရုပ်ကလည်းလေအထိမကန်ရွှေပကံပြကြွေဆိုတော့အရင်စိတ်ညစ်ရတာလေဟိုက်သူကထိလို့မရအောင်အလေးနေပြန်သွားကဲအလားစင်လိုက်တေချာလေးအလားစင်လိုက်ကဲပြီးသွားရင်ကိုရီ special game လေးလာပါမယ်ကဲဒီတစ်ခါကတော့ဘဒူဝင်အဲ့ဒီတစ်ခါကတော့ဘဒူဝင်တာဖြစ်မလဲမသိရင်ခုန်နေတော့ရင်ခုန်ပါတယ်ကဲ